ဒီနေ့တော့ကျွန်တော်ရမ်ဇန်ညာသေးပေါ့နော်။ဘာဖြစ်တဲ့ညာသေးကကျွန်တော်ရောက်ခဲ့တာဖြစ်ပါတယ်။ဒီနေ့လမ်းထဲမှာ ပွဲဘယ်လောက်လဲကို ဒီနေ့လမ်းထဲမှာသွားပြီးတော့ကျွန်တော်တော့ရှာပန်လေးပေါင်းလိုက်နေပါညနေပိုင်းမှာဝါဖြစ်ရဲ့စီတိုင်းလေးကိုတွေ့လို့စားကြကြပြီးစားတော့အဆုံးရှိတော့သွားပြီးတော့အားပေးနေပါတယ်။စမိုင်းလေးဝယ်တယ် ဘာပါလဲမ ဒီအချိန်တော့ကျွန်တော်တို့ဒီကပတ်တွေနော်စိတ်တို့ချက်တို့ဒီချက်ကင်းတွေဒီချက်ကောင်းလုံးချက်တွေသူတို့ပေါ်ဝယ်ရတော့မသိဘူးနော်အဲတော့ငပြောပေါင်းလေးတွေရှိရဗျာဒီစားကောင်းတဲ့ဈေးလဲချူတာပါဈေးတက်တက်တာနဲ့စားလို့ကောင်းရတယ်ပေါ့နော်ကျွန်တော်ယူပြီးနေကျွန်တော်နေရာသွားပြီးတော့ဝယ် ဘယ်လောက်လဲမှာမကြ ဒါဥချစ်ဖြော်ရည်နော်တော်တော်တောက်လို့ကောင်းတယ်ချစ်တီဖြော်ရည်မတော်တာကြာရှင်အေးဝိုင်းပေါ့နော်ချူတော့နည်းချူပါရဲ့ဒီမှာဆိုလဲကျွန်တော်တို့ဒီဟိုလေးပေါင်းလေးတွေပြီးတော့ချေဒီလုံးလေးတွေ ရေမုံမှာတောင်းမှာလား စုံမဲ့ပေါ့နော်စားစရာတွေဈေးနှုန်းလေးတွေပြေချူတာပါရဲ့အဲ့တော့အမေချူညင်းတော့စားစရာတွေလေးပေါ့ဗျာ ကြောင်းမှာ အားကြတော့ကျွန်တော်စင်မော စုံ တော့ စီပဲပေါ့နော်ဒီမှာတော့တော့စားစရာတွေလက်ဆက်ဆက်နေတယ်ဒီနေ့တော့မဝယ်ခဲ့ရဘူးပေါ့နော်ဒီကတော့ကျွန်တော်ဒီဒီဟာလေးလည်းဝယ်ခဲ့တယ် ဒီဘက်ကအိုးကပုံသွားပြီလား ပြီးတော့ဒီစိတ်သားရှာမီကပတ်ဆိုတာစိတ်သားရှိရဲ့ချက်သားရှိရဲ့ကျွန်တော်တို့အမဲသားတော့မစားတော့အမဲသားရေရှောင်းဝယ်ခဲ့တယ်နော်ဒါချက်ကင်းလေးပေါ့နော်ဒီဘက်မှာဆိုလဲဒီဟိုအာလူတွေမှာဒီအမဲသားစားတော့အားဒီဟာလေးဒီချက်ကောင်းလုံးကြီးချက်ကောင်းလုံးချက်ကြတော့တော်တော်ကောင်းပါတယ်တော်တော်ကြိုက်တယ် ဘာပါသားလဲ တော်တော်လေးစားကောင်းတဲ့ချက်ကောင်းလုံးကြီးဖြစ်ပါတယ်ဒီကစိတ်သားလေးရှိရဲ့အမဲသားချက်သားအဆုံးရှိရဲ့ပြီးတော့ဒီဟာကျတော့ကျွန်တော်တို့ခလာဝါလိုမျိုးဟာမျိုးနဲ့ပေါ့ဒီလိုထက်တရနေပြီးစားတော့လေဆိုရတာရှိတယ်အဲ့လည်းဝယ်ခဲ့တယ်ပေါ့နော်ပြီးတော့ဒီမှာတမော်ဒီဝယ်ခဲ့တယ်နမတီဝယ်ခဲ့တယ်တမော်ဒီကတော့မာတာမောင်ဖြစ်နေရဲ့ပြီးတော့ချက်ပြီးဒီကတော့တော်တော်ချင်းနေပြီးတော့စပီးရကြည့်ရယ်စတိုးရယ်ပေါ့နော်ဒီဈေးတန်းကသူတို့ပြောနေတယ်ဒီနိုင်လောက်ကနေစတယ်ဒီနိုင်လည်း6နိုင်ကျော်လောက်တော့ဘာမှရှိတော့ဒီနေ့သွားဒီနေ့ထပ်သွားတော့6နိုင်ကျော်လောက်မှရောက်တော့ဘာမှမချင်ဘူးဒီပလာတာဆိုင်ရတော့ကောင်းပါလေဒီမှာချက်ကီစက်ကီမာတာပလာတာပြီးတော့ပဲပလာတာလော့အစုံရတယ်ပေါ့နော်ကျင်းချင်းလေးနဲ့လက်ဆက်တယ်နော်ဒါဖာလိုလာလေးတော့ဟိုစားနေတယ်ဗျာစားနေတာတော့ဒါပေမဲ့လည်းဟိုစားနေတဲ့လောက်လေးပတ်ရှာပြီးတော့ဝယ်ပေးကြတယ်ပေါ့နော်